就对米花，这都好啊！我诉的不浪。 မိုးရသည်တွေကွက်လက်တန်ကြားရသည်ဆိုပါထဲ့မတော့ဟိုချိန်နော်ရရစ်နဲ့ချိန်မယ်နော်ရမင်းနဲ့မချိန်ဘူးနော်ဟုတ်ပြီအဲ့လိုစာမိုးပပအဲ့လိုမမေးမဲနဲ့ကွက်လက်ရသည်တွေမိုးချိန်တန်ကြားရသည်ဆိုရောဟုတ်ပြီလက်ကွင်းပြင်မှာစပားများကွက်လက်နေကြသည်ဆိုရင်ဆယ်လာစာလုံးမောင်းလေးပြီးယူဆိုင်မယ်နော်အဲ့စမအချိန်ပြောင်းသွားရင်လည်းကျွန်မမကြားတော့မကြားလိုက်မိဘူးအဲ့အားရ 当然是担心个。 ခလာစမဟိုလေးဆံဝဲလိုက်တအားကတ်နေတော့လေဟိုကျွန်မကလေးလေးတွေစာလည်းပြန်နှွေးပေးခြင်းလို့ဆမချိန်လေးယူလိုက်ရလားရှင့်ဂီတချိန်လေး 哦，没呀，都没呀，喏。啊，那哪里？ ကဲဆိုရင်စာမပွဲကိုတိတ်ချလေးပြန်လောက်လာမယ်နော်အကုန်လုံးတော့ 在那个竹篮里这个布拉比比滴巴比滴。但家里电脑不都容易没标？ဟုတ်လားဟုတ်တယ်နည်းနည်းရောသွားတာဆရာမ ညီမတို့ပြန်ဆိုမယ်နောက်တစ်ခါစာလေးပါဝါမလဲအဲလိုပဲဝါမယ်နော်တခြားမဝါဘူးစလုံးပေါင်းမှာဆိုလို့အေးမီတွေဘာတိတက်လဲဟုတ်တယ်မလွေနဲ့ဒီဒီဆရာဖာရရတယ်ပလွေတာမဖြစ်လဲအားရတယ်ဟုတ်တယ်နော် ကဲအားလုံးပဲဆရာမနဲ့တူတူလိုက်ဆိုနော်ဆရာမလို့အတန်ကောင်းကောင်းလေးနဲ့လိုက်ဆိုဟုတ်ပြီလားဆရာလက်ကဒူလာမစ်ကဲဘူလာပန်ကပတိပါပတိဘူ စားဖို့ကောင်းကောင်းသိလို့မရအောင်ဆရာမရေ သူပဲစမအကြောင်းလုံးသူ့အတန်းကျဲ ဆရာမတို့ဘာရီပြိုနေကြရလဲမပြောပါဘူး လာလေးခိုင်အောင်ကမ ထိုင်တော့ပါဘူးခွင့်ပြုပါရှင် အဲ့လိုတော့မဖြစ်ဘူးလေဆရာမရေ။ तू လည်းသူ့ဘာသာရပ် तू တင်တာပဲ။ပြီးတော့ဂီတဆိုတာလည်းကလေးတွေအတွက်အရေးကြီးလို့ဘာသာရပ်တစ်ခုအနေနဲ့ထည့်ထားကြတာမလား မဟုတ်ပါဘူးဆရာကြီးရဲ့ဟိုဆရာကြီးမယုံလေသူတင်နေတော့သူအခန်းလေးပြရက်ပြီးတစ်ချက်လောက်ကြည့်ကြည့်ပါအောင်ဘလို့မကိုနားမခံနိုင်တာနော်ဆရာမ ဟုတ်တယ်ဆရာကြီးရေဆောင်းမေးပွဲလေးနေလို့15မိနစ်လောက်လေးပို့တင်ချင်တာကိုမတင်ခိုင်းဘူးဆရာကြီးရေတရားဆရာဆရာမတွေပြောလို့ရပါတယ်ဆရာမဖာကပြောရဆိုတော့လက်ပေါက်ကတ်တာတအားကိုဒီချက်ဆိုတာဆရာမဖာစာတင်နေတခြားခန်းတွေကပါစာတင်လို့လုံးဝမရဘူး ။အဲ့ဒါတော့ဟုတ်ပါတယ်ထားပါတော့။ဒါပေမဲ့ဆရာကြီးအနေနဲ့ကြတော့လေကိုဆရာမဖောက်ခဏနာအောင်လို့ဘာလို့တွားပြီးပြောလို့လဲမကောင်းလေ ဒါလေးရှော့ခိုင်းပေးဆရာကြီးရဲ့ပြောမရဘူး ။ဟုတ်ပါပြီဆရာကြီးကြည့်ပြောပေးမယ်နော် တင်လို့ကိုမရတာလို့ ။ဟုတ်ပါကြည့်ပြောလိုက်မယ် Where I Susie, how are you? How are you? Very, very thank you. Very, very thank you. ။အခုဒီတန်းထဲမှာရှိတယ်။သားတို့သမီးတို့တယောက်ချင်းစီတိုင်းဟာကိုကောင်းအောင်စူးစမ်းဖို့မလိုအပ်ဘူးလား။လိုအပ်တယ်။အဲ့လိုကောင်းအောင်စူးစမ်းမှကိုနေတဲ့အတန်းကရောကောင်းမှာမဟုတ်ဘူးလား။ကောင်းနေကောင်းပါ How are you? ကိုဘခန့်ဘူးချင်းတော့ဆရာမပါတယ်လို့အေးဆောမရောက်ပါအောင်အေးကိုကောင်းအောင် ကျမတန်ကိုကျဲတယ်ဟလား ဟုတ်တယ်ဟိုဆရာမဖာဂီတတင်နေလို့ရှိရင်ဘေးခန်းဆရာမတွေကစာတင်လို့မရတော့ဘူးဆိုပြီးတော့လာတိုင်ကြတယ် ဘသူတိုင်တာကျမကိုပြောကျမရှင်းမယ်ဩဆရာမမိုးနဲ့ဆရာမခက်ခမလား ဟုတ်မဟုတ်ပါဘူးဟိုအဓိကပြဿနာကဟိုဆရာမဖာအနေနဲ့စာတင်လို့ရှိရင်အတန်ကို short လို့ရှိရင်အဆင်ပြေသွားမှာပါ ဆရာကြီးရဲ့ဂီတပါဆိုနေမှာတိုးတိုးလေးတင်လို့မှမရတာဆရာကြီးလည်းဆရာကြီးမလို့ဆရာကြီးဖြစ်နေတာဟုတ်တယ်မလားအဲ့တော့ဆရာကြီးနားလည်မှာပါကလေးတွေကကျန်တဲ့အချိန်ဆိုစားကြည့်ပဲမပြောကြဘူးကျမအချိန်ကြာမှပျော်ရွှင်ပြီးစိတ်ချမ်းသာပြီးတော့ကြည်နူးကြတာကျမဒီအတန်ကြောင့်မလို့လေကျမဂီတဆရာမဖြစ်လာလေ ဟုတ်ပါ ဆရာကြီးလည်းသိမှာပါ ဟုတ်ကဲ့ဆရာမ အဲ့တော့ကျမအတန်ကိုဘယ်တော့မှရှော့မပေးနိုင်ခွင့်ပြုပါဦးဆရာ ပြောမရဆိုမရပါလားပြောလို့ရတယ်နေလည်းလောက်ကြည့်ရမှာပဲဆရာမကြီး ဟုတ်လားဆရာမရေဆရာမချင်းချင်း ဘာမှမဖြစ်ဘူးဆရာမမပုံနဲ့တာနေဆရာမခေါ်ရဲဆိုလို့လာမပုတ်လာထိုင်ဟုတ်မပုတ်
ဟုတ်ကဲ့မုံတယ်ကမုံစည်းကရောင်းကောင်းလားဟုတ်ရောင်းကောင်းတယ်ဆရာမဟိုကလေးလူလူလေးရောဟိုရွှေအေးရောင်းနေလားရောင်းကောင်းတယ်ဆရာမသူလည်းရောင်းတယ်ဟိုကလေ1500ရောင်းတော့ရောင်းရပါတယ်ဆရာမရဲ့ဒီလိုမှပုတ်ရဲ့ကျွန်မပြောမလို့ ရမယ်နော်တပည့်လေးရွှေလေးဘွဲ့ခဏလေးနော်ဘူးလူလုပ်ပေးမယ်ရပြီလေးဘွဲ့ရပြီလားတပည့်လားကြောက်စီလာမယ်ကြောက်ရပြီတပွဲထောင်က3ဘွဲ့ကျန်နေနော်ခဏလားထေရရွှေရရအောင်မယ်နော်အေးမကုန်းကလာထားဆီယမရွှေလေးလာဖို့ပြရဗျာ ကျမမတော့ ဟုတ်ကွာထောင်ကောင်းကောင်းရုပ်ချောချောအကိုကြီးကလာမှထားလို့ဆီယမောက်လာဖို့ပြတာ ရှင်းတော့မဟုတ်ပါဘူး โอ้ကျွန်တော်ဟုတ်ပါဘူးကျဲစီရအဲ့ မလီချူလိုက်တာ ဟို तू ကဆီယမတို့ချွချွရဲကြိုက်တယ်ဆိုလို့ကျွန်တော်တေချာလေးလုပ်ပြီးလာဖို့ပြတာ အော်အဲ့လိုလား ဟုတ်တယ်ဆီယမ အော်ဟုတ်ကဲ့နည်းနည်းတော့အချို့ကဲထားဟုတ်တယ်ဒါလေးတော့မယုံမသိပြန်ယူသွားပေးပါ ဟုတ်ကဲ့ဆီယမ ကျေးဇူးပဲနော် ဟုတ်ဆီယမ ဆရာမဖာ အော်မဟုတ်ထိုင်းလေ ဟုတ်ဆရာမကိုချောကလက်ကျွေးခိုင်းလို့ အော်ဒီမှာကျွဲတွေချက်ပြီးချောင်းနေဆိုနေလို့အချို့ရှောင်ထားတာဘယ်သူကျွေးခိုင်းတာတော့ ဟိုရုပ်ချောချောဒေါင်ကောင်းကောင်းနဲ့အကိုကြီးကပေးခိုင်းလိုက်တာဆရာမ အော်သူကပဲပြီးခိုင်းတာဟာ ဟုတ်တယ်ဆရာမဟိုသူကမစားရင်စိတ်မကောင်းဖြစ်မှာတဲ့အဲ့ဒါမှားလိုက်သေးတယ်ဆရာမ ဟင်းအာနာတနာနဲ့တော့ခက်နေပြီထားခဲ့လိုက်နော် ဟုတ်ဆရာမ ကောင်းချိုကြီးဟေးချိုလိုက်တာ တကူးလာမှာဆိုရင်ဘာပွဲလဲတကြံပွဲဒီမှာနော်စာလုံးပေါင်းတေချာကြည့်ဆိုင်မယ်နော်တကြံပွဲကဆုံလာမှာဆိုရင်ညောင်ရည်သုံးပွဲဆရာမဖာအချိန်ပြည့်သွားလားပြီးကျွန်မပြီးနော် မဟုတ်ဆရာမကျွန်မပြောစရာရှိ ဟု လို့ တ်ပေးမယ်ကျွန်မ မဟုတ်ဘူးကျွန်မပြောတာနားထောင်ပါဦးကျွန်မအချိန်ကိုဆရာမဆက်တင်လိုက်လို့အဲ့ဒါလာပြောတာကျွန်မလေချောင်းနေဆိုးပြီးချွဲတွေကြက်နေလို့အဲ့ဒါကျွန်မမတင်နိုင်လို့ ပြီးသွားပြီ ဘုကျွန်မမတင်နိုင်လို့ပါဆရာမအကူညီတောင်းတာပါ အော်ဟုတ်ဆရာမဟာ တင်ပေးပါ ဆို နော် ယူဆိုင်ဦးနော်ဆရာမ ဟုတ်ကဲ့ဟုတ် သင်ပြီးပါမရှင်ကဲဆရာမပဲဆရာမကချောင်းစီစိုးနေလား ဟုတ်တယ်ဆရာမ အော်နောက်စီဆရာမချိန်နော်ကျမပြီးပြီ အော်အဲ့ဒါဆရာမကျွန်မအချိန်လေးကိုဆရာမတင်မလားလို့ မရတယ်မတင်တော့ဘူးဆရာမပဲတင်လိုက်ရတယ်ကျမပြီးသွားပြီအားလုံး မဟုတ်ဘူးဆရာမကျွန်မတကယ်အသက်မထွက်တော့လို့ပါချွဲတွေကပ်နေလို့ ဘယ်လိုဆိုင်အောင်ဈေးလေးပါလေးတောင်းအောင်လေအဲ့ဆိုကျမစက်ဝင်ပေးလိုက်မယ်နော် ကျေးဇူးပါဆရာမရေ ယူဆိုင်ဆရာမဒီဘက်နာကိုအေးနေရ ငါအေးလုံးလို့လေကျွန်မပြတခုခုလိုနေတယ်လို့ပဲဆရာမဖာအတန်လေးတော့လွမ်းလာတယ်လို့ပဲ ဟုတ်ပါ ဆရာမရေ ဟုတ်တယ်ပါဟိုချောင်းစုပ်ပြီးချွဲချက်တယ်ဆိုလို့ကျွန်မမလာဘူးမနေရဒီမုံစားဆင်းပြီးဆရာမချင်းကျွန်မဝင်မေးမယ်လို့နေရ အော်ပြတ်သွားပြီ အော်ပြောက်တော့လာမြန်တာဆရာမရဲ့ အော်မြန်ဆိုရင်ချောင်းဆိုးချဲချက်အမှန်တကယ်ပြစီစုံကြီးကိုတတ်ထားတာလေ အော်ဆရာမဆောင်းမျိုးတောက်တာလား ဟုတ်တယ် ကျမတော့ပြောမလို့နဲ့ဆောင်းမျိုးကအားကိုကောင်းတာချောင်းဆိုးပြောက်တယ်ချွဲကြေချွဲပျော်ချွဲပြောက်တယ်ပြီးရင်ချွဲတလိပ်တွေမဖြစ်အောင်တားဆီးပေးရလေကျမတော့တောက်လိုက်ပါလားလို့ပြောမလို့နေရ ဟောလုံးစုံသိနေရအောင်မပြောဘူးနော် မင်းလေးဆရာမပြောမလို့ကိုလုံရင်းနဲ့ဆရာမကိုမြင်တာနဲ့မေ့တာဆရာမတန်ကြားတာနဲ့မေ့တာ ဟဲ့ဟုတ်ပါပြီအဲ့ဆိုကျွန်မတင်တော့မယ်နော် ဟုတ်အော်ဒါနဲ့လေကျမအချိန်တွေကိုကူညီပြီးတင်ပေးထားတဲ့အတွက်ဆရာမတို့အချိန်ကိုကျမပြန်ကူညီပေးနော် ဟုတ်ဘူး နောက်သွားလိုက်ပါကဲတင်မေဆရာကြီးရေဆရာမဖာတော့တောင်းရလေ ဟော ကဲဒီနေ့စုံညီပွဲတော့မှာတသားတို့မိမိတို့ဆိုရမယ့်တခြင်းကိုဆရာမကဆိုပြမယ်တိချာလိုက်နားထောင်နော် We are the world We are the children We are the ones who make a better day So let's start giving 好下一搜下一 of the days we try to make it we ဆရာကားဖို့လို့လားဆောင်းမျိုးရှိရဘာမှစိတ်မပူနဲ့ဆောင်းမျိုးလေးတောင်းလိုက်ဆောင်းကြီးပွဲတော့တက်တင်နေရလေ
ရာကြီး အော်အေးကောင်းတယ်အေး ဆရာကြီးတန်လည်းကောင်းတယ်တော့ဘုတ်တန်ကိုပောက်ချက် ဟုတ်လား တဲ့ဆရာကြီးရဲ့ ဝါသနာပါတယ်ဆရာဟုတ် အဲ့ဆိုဂီတချိန်ဆိုဆရာကြီးနဲ့တူတူသိမယ်လေ အေးကောင်းတယ်တင်မယ် အဲ့ဆိုရင်ဆက်ဆိုလိုက်ရအောင် We are the world